Hello ကျွန်တော်တို့အားလုံးဟာကိုယ့်ဘဝရဲ့ slide တွေပါပဲဒါပေမဲ့တစ်ခါတလေမှာအကြောင်းကြောင့်ကြောင့်ကျွန်တော်တို့ဟာကိုယ့်ပတ်ဝန်းကျင်ကအမှန်တရားတွေတက်ရောက်ချစရာဇလန်းတွေနဲ့အမြင့်တက်တွေကိုအတိမထားမိပဲကြော်တော့တတ်ကြပါတယ်ဒါကြောင့်မဲကျွန်တော်တို့ကမျက်ပွင့်လို့အမိတွေနေရပါစာဖတ်သူတွေရဲ့အမြင်ကိုပွင့်လင်းစေဖို့စိတ်ကူးတက်တွေကိုမရှိပွင့်သွားစေဖို့ကျွန်တော်တို့ကြိုးစားနေပါတယ်အခုဆိုရင်တော့ကျွန်တော်တို့မျက်မှောက်စာပေဟာဒါမျက်နှာလေးပေါ်မှာတင်တက်မနေတော့ပါဘူးစာဖတ်သူပရိသတ်ကြီးတို့နဲ့ပို့ပြီးငင်းငင်းကက်ကက်ရှိနေဖို့နေ့စဉ်ဘဝထဲမှာလူရှောင်လန်းဖို့အတွက်ကျွန်တော်တို့ရဲ့ social media platform အသီးသီးကိုအခုပဲ message ပေးရစီပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ YouTube channel ပါနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ TikTok profile ပါကျွန်တော်တို့ YouTube မှာဆိုရင် Shorts တွေ TikTok မှာဆိုရင်ကြော်ညာတွေ Facebook ပေါ်မှာလည်း Reels တွေရပရခါဗီဒီယိုတွေကိုတင်သွားပေးတော့မှာဖြစ်ပါတယ်အဆိုပါ platform တွေကတစ်ဆက်စာဖတ်သူတို့အင်းကြီးချင်းမရှိရလေအောင်တင်ဝင်စားစရာအချက်လက်တွေကိုနေ့စဉ်ပြီးပါပြဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကစာဖတ်သူတို့ရဲ့နေ့စဉ်ဘဝမှာအမြင်တွေကိုပွင့်လင်းသွားစေဖို့တိုက်ကိုတက်တွေကိုမရှိပွင့်သွားစေဖို့ပါဒါကြောင့်ကျွန်တော်တို့ရဲ့ YouTube ကို subscribe လုပ်ပေးပါကျွန်တော်တို့ကို TikTok မှာ follow လုပ်ပေးပါ Facebook မှာလည်းကျွန်တော်တို့နဲ့အတူရှိနေပေးပါခင်ဗျအားလုံးပဲကောင်းကောင်းနေလေးပြကြပါစေခင်ဗျ Bye